ဟိုးရှိရှိတုန်းကတောင်တန်းတွေဝန်းရံထားတဲ့ရွာငယ်လေးတစ်ရွာမှာမာကိုလို့အမည်ရတဲ့အသက်24နှစ်အရွယ်လူငယ်လေးတစ်ယောက်နေထိုင်ပါတယ်။မာကိုဟာစိတ်ကနာမငြိမ်ဖြစ်နေတဲ့သူပါ။သူ့ရဲ့စိတ်ဟာအတွေးပေါင်းစုံနဲ့အမြဲပြည့်နှက်နေပါတယ်။တဏီကုံအတွေးမျိုးစုံဟာဝင်လာလိုက်ထွက်သွားလိုက်ဖြစ်နေပြီးအဲ့ဒီအတွေးတွေကသူ့ကိုစိတ်မတတ်မတာဖြစ်စေတယ်လို့ပင်ပန်းနွမ်းနေစေပါတယ်။သူဟာတိတ်အတွက်အမြဲဝမ်းနေနေပြီးအနာဂတ်အတွက်လည်းအမြဲစိုးရိမ်ပူပန်နေတတ်ပါတယ်။ဒီလိုအတွေးတွေကြောင့်ပဲသူ့ရဲ့စိတ်ဟာမုန်တိုင်းတစ်ခုလိုဖြစ်နေခဲ့ပါတယ်။သူစိတ်မအေးချမ်းနိုင်တယ်လို့ကောင်းကောင်းလေးအိမ်မပြောတော့ပဲပြုံးပူတော့မိလျော်နေခဲ့ပါတယ်။ဒီနေ့မှာတော့မာကိုဟာတောင်ပေါ်ကဝေးလံတဲ့ရွာလေးတစ်ရွာအကြောင်းကြားလိုက်ရပါတယ်။အဲ့ဒီမှာပညာရှိအဖိုးအိုတူနေထိုင်တယ်လို့လူတွေကပြောကြပါတယ်။အဲ့ဒီအဖိုးအိုဟာတစ်ချိန်ကမြို့မှာနာမည်ကြီးစိတ်ပညာရှင်တစ်ယောက်ဖြစ်ခဲ့မှုပါတယ်။သူ့ဘဝတသန်းတစ်လျှောက်လူအများအပြားကိုကူညီခဲ့ပြီးစိတ်အေးချမ်းမှုရှာဖွေနည်းတွေကိုသင်ကြားပေးခဲ့သူပါ။အခုတော့သူဟာအသက်ကြီးလာပါပြီ။မြို့ပြရဲ့ရှုပ်ထွေးတဲ့ဘဝကိုစွန့်ခွာပြီးတဘာဝနဲ့နီးစပ်တဲ့တိတ်ဆိတ်တဲ့ရွာလေးမှာစတင်နေထိုင်ခဲ့ပါတယ်။တခါတရံမှာသူဟာလာရောက်လေပတ်သူတွေကိုအကြံဉာဏ်တွေပေးလိမ့်ရှိပါတယ်။မာကိုဟာစိတ်ဝင်တစားနဲ့မျှော်လင့်ချက်တွေရှိလာပါတယ်။အဲ့ဒီအဖိုးအိုကိုတွားရောက်တွေ့ဆုံဖို့သူဆုံးဖြတ်လိုက်ပါတယ်။သူကဒီပညာရှိအဖိုးအိုကငါ့ကိုစိတ်အေးချမ်းမှုရှာဖို့ကူညီပေးနိုင်မှာပါလို့တွေးခဲ့ပါတယ်။ရှီလျားပြီးပင်ပန်းလာတဲ့ခရီးကိုရက်ပေါင်းများစွာနှင်ခဲ့ပြီးနောက်မာကိုဟာတောင်ပေါ်ရွာလေးကိုရောက်ရှိသွားပါတယ်။အဲ့ဒီကိုရောက်တဲ့အခါစိမ့်လန်းဆူပြေမှုတွေနဲ့ဖုံးလွှမ်းနေတဲ့အိမ်လေးတစ်လုံးကိုတွေ့လိုက်ရပါတယ်။အိမ်ရဲ့ဝရန်တာမှာအဖိုးအိုဟာတိတ်ဆိတ်စွာထိုင်နေပါတယ်။သူ့ရဲ့မျက်လုံးတွေကိုမှိတ်ထားပြီးကြည့်ရတာအလွန်အေးချမ်းလာပါတယ်။မာကိုဟာသူ့စီလမ်းလျှောက်သွားပြီးတိုးတိုးလေးပြောလိုက်ပါတယ်။အဖိုးကျွန်တော်စိတ်တွေတိတ်ခဏမငြိမ်ဖြစ်နေလို့ပါ။အတွေးတွေကိုရပ်တန့်လို့မရဘူးဖြစ်နေပါတယ်။ကျွန်တော်နှလုံးသားထဲမှာအေးချမ်းမှုကိုလိုချင်ပါတယ်။ကျွန်တော်ကိုကူညီနိုင်မလားခင်ဗျာ။အဖိုးအိုကသူ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ပြီးအေးအေးဆေးဆေးပြုံးပြပါတယ်။သူကဒါဆိုမင်းကအေးချမ်းမှုကိုရှာနေတာပေါ့။ဒါဆိုငါနဲ့လိုက်ခဲ့။မင်းကိုအလုပ်လေးတစ်ခုခိုင်းမယ်လို့ပြောလိုက်ပါတယ်။သူကမာကိုကိုသူ့ရဲ့ခြံဝင်းလေးထဲခေါ်သွားပါတယ်။ပြီးတော့ဖန်ခွက်တစ်ခွက်ထဲကိုရေအပြည့်ထည့်လိုက်ပါတယ်။ရေကဖန်ခွက်နှုတ်ခမ်းအထိပြည့်နေတာကြောင့်နည်းနည်းလေးလှုပ်ယုံနေတယ်ဖိတ်ဆင်သွားနိုင်ပါတယ်။သူကမာကိုကိုအဲ့ဒီဖန်ခွက်ပေးလိုက်ပြီးဒီကနေရွာအဆက်အထိလမ်းလျှောက်သွားပြီးပြန်လာခဲ့။ဒါပေမဲ့မှတ်ထားပါရေတစ်စက်တောင်မဖိတ်ဆင်နဲ့လို့ပြောလိုက်ပါတယ်။မာကိုကအံ့ဩတကြီးကြည့်နေပေမဲ့သူအကောင်းဆုံးလှုပ်ဆောင်ချင်တာကြောင့်စိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။သူဟာဖန်ခွက်ကိုဂယူးတစ်စိုက်ကင်ပြီးစတင်လမ်းလျှောက်ပါတယ်။လမ်းကကျင်းပြီးလူရှုပ်ပါတယ်။တချို့ကလမ်းလျှောက်နေကြတယ်တချို့ကပြေးနေကြတယ်။ဈေးသည်တွေကဖောက်သည်တွေကိုခေါ်နေကြတယ်လို့ခွေးတွေကလည်းဟောင်နေကြပါတယ်။ဒါပေမဲ့မာကိုကတော့ပတ်ဝန်းကျင်ကိုမကြည့်ပါဘူး။သူ့မျက်လုံးတွေကဖန်ခွက်ပေါ်မှာပဲရှိနေပါတယ်။သူဟာတလှမ်းချင်းစီကိုဖြည်းဖြည်းနဲ့ဂယူးတစ်စိုက်လှမ်းခဲ့ပါတယ်။လူတွေကသူ့ကိုအံ့ဩစွာကြည့်နေကြပေမဲ့ဘယ်သူမှမနှောက်ယှက်ကြပါဘူး။သူအရေးကြီးတဲ့တစ်ခုခုကိုတင်ယူနေတယ်ဆိုတာသူတို့သိနေကြပါတယ်။နောက်ဆုံးမှာတော့မာကိုဟာအဖိုးအိုစီပြန်ရောက်လာပြီးအဖိုးကျွန်တော်လုံနိုင်ခဲ့ပြီ။ရေတစ်စက်တောင်မဖိတ်ခဲ့ပါဘူးလို့ပြောလိုက်ပါတယ်။အဖိုးအိုကခေါင်းငိတ်ပြုံးပြပြီးကောင်းပြီ။ဒါပေမဲ့ငါ့ကိုပြောပါအောင်။လမ်းဘေးမှာကလေးတွေစော့နေတာမင်းမြင်ခဲ့လား။ခွေးတွေဟောင်းတာကိုရောကြားခဲ့လားလို့မေးလိုက်ပါတယ်။မာကိုကအံ့ဩသွားပြီးကျွန်တော်ဘာမှမမြင်မကြားခဲ့ပါဘူး။ကျွန်တော်ဖန်ခွက်ကိုပဲအာယုံစိုက်နေလို့ပါလို့ပြန်ဖြေပါတယ်။အဖိုးအိုကထပ်မံပြုံးပြပြီးညင်းသားစွာပြောလိုက်ပါတယ်။အဲ့ဒါဟာလျှို့ဝှက်ချက်ပဲ။မင်းရဲ့အတွင်းစိတ်ထဲမှာအမြဲတမ်းရှိနေခဲ့ပြီမဲ့မင်းမသိခဲ့တဲ့အရာတစ်ခု။မင်းရဲ့စိတ်ဟာလက်ရှိပြစ္ဆုတ်ပံတဲတဲမှာရှိနေတဲ့အခါကြောက်ရွံ့မှုတွေရှုပ်ထွေးမှုတွေနဲ့မလိုအပ်တဲ့အတွေးတွေအတွက်နေရာမရှိတော့ဘူး။မင်းဟာဖန်ခွက်ထဲကရေအကြောင်းကိုပဲတွေးနေခဲ့တယ်။အဲ့ဒီအချိန်မှာမင်းရဲ့စိတ်ကလုံးဝငြိမ်သက်သွားခဲ့တာ။မင်းအတိတ်အတွက်ဝမ်းမနေနေတယ်လို့အနာဂတ်အတွက်လည်းမကြောက်ရွံ့နေတော့မာကိုဟာဖြည်းဖြည်းချင်းနားလည်လာပါတယ်။ဒါဟာသူရှာဖွေနေတဲ့အေးချမ်းမှုပါပဲ။အေးချမ်းမှုဆိုတာအပြင်လောကမှာရှာရတဲ့အရာမဟုတ်ပါဘူး။လက်ရှိပြစ္ဆုတ်ပံမှာနေထိုင်တဲ့အခါအေးချမ်းမှုဟာငါတို့ရဲ့အတွင်းစိတ်ထဲမှာရှိနေပြီးသားပါ။မာကိုကခေါင်းညှပ်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်။အဖိုးအခုကျွန်တော်နားလည်ပါပြီ။ကျွန်တော်စိတ်ကိုငြိမ်သက်စေခြင်းရင်စိတ်ကိုဒီအချိန်ပြစ္ဆုတ်ပံမှာပဲထားရမှာပါလား။အဲ့ဒါမှစစ်မှန်တဲ့ငြိမ်းချမ်းမှုရတာပါပဲ။အဖိုးကထပ်မံပြုံးပြပါတယ်။နေဝင်ရိုးကြီးအချိန်ရောက်လာပြီ။နောက်ဆုံးလက်ကျန်နေအောင်ကြီးဟာမြေပြင်ကိုဖျားချနေပါတယ်။ငှက်ကလေးတွေဟာသူတို့ရဲ့အတိုက်တွေစီပြန်လဲပြန်တန်းနေကြပါတယ်။မာကိုဟာအိမ်ပြန်ဖို့စတင်ထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့အခုသူဟာအရင်လိုစိတ်မငြိမ်တဲ့လူငယ်လေးမဟုတ်တော့ပါဘူး။သူပြန်လဲသွားခဲ့ပါပြီ